အားလုံးရေအခုတနာရီထိုးတော့မယ်ဒီမှာကြည့်တမနဲ့ပဲလို့တယ်တနာရီထိုးဖို့မေတို့မြန်မာမုတ်ဟင်္ကာရလာတယ်ဗာလဲရန်ကုန်မုတ်ဟင်္ကာတဲ့အေးရခိုင်မုတ်တွေလားမသိဘူးကျေးဇူးပါနော်ကိုရေအမလေးတကူးတကားပေါ့နော်စားကြည့်ခြင်းနဲ့စိတ်စေတနာနဲ့ပို့လာပေးတဲ့အတွက်ဒီညပဲစားပါဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေပေါ့နော်စားကြပါအောင်ခါပေးလာတဲ့ဟိုဗာလဲဘယ်လိုပြောမလဲစေတနာရှင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ရှင်ကိစ္စတာယာနီမိန်စားပါမယ်ကောင်းစားပါမယ်ရခိုင်မိုးတီမထင်တော့ဒီစိတ်ထင်တာဗာလဲဘုံကပါမောအခဏလေးနော်ဖိတ်မှလားမသိဟာတနားကြီးထိုးတော့မယ်ရဘူးဖေးရမနေ့ဖြတ်ချီလည်းမစောင့်နိုင်ဟာရခိုင်မိုးတီတော့ဟိုင်းချောင်းပါလို့ရနောက်တစ်ခုလေးမှယူပတိုက်ဒီဓာလေးနဲ့စားချင်းစပွဲလေးတလားသူ့ရဲ့ဒီဓာလေးကငပိချက်လားငရုတ်တီလားတော့မသိဘူးဒီမှာငါကီမကရဟိုက်ပဲဆိုင်လာလေကွယ်ဆိုင်နာမယ်တော့မသိဘူးဆိုင်နာမယ်သိချင်တဲ့သူတွေခမမမေးထားပိုင်ရှင်လာပြီးတော့ဖြေပေးလိုက်မယ်အဘိုးရချောင်းဝီအကြီးတွေအများကြီးပဲထည့်လာပေးတယ်ရောမသိလို့ရှင်သူလာအဲ့ဘာလို့စားလာမသိလို့ရှင်သူ့အရေးရလေနှစ်ထုပ်စာနှစ်ပွဲစာလို့ပဲဟိုင်းမနေ့ပြန်တော့မျက်နှာပွားပြီအိုးဟိုရခိုင်မုတ်ဒီမဟုတ်ဘူးရန်ကုန်မုတ်ဒီပဲရတယ်နဲ့ကြောင်လာခဏလေးကြည့်မယ်တာမန်မောနော်ရန်ကုန်မုတ်ဒီနဲ့ကရင်မုတ်ဒီဆိုကရင်မုတ်ဒီပဲစားတယ်ရန်ကုန်မုတ်ဒီတိတ်မကြိုက်ဘူးဘာလို့လဲဆိုတော့နဲလေအီလို့ငပိနဲလို့ကရင်မုတ်ဒီပဲကြိုက်တာနော်အရသာကောင်းတယ်ဒါပေမဲ့မေတို့ဘက်ကအုံနှုတ်ခောက်ဆွဲအရင်နဲ့တူတယ်ကရင်မုံဒီငပိမြန်စားခြင်းတယ်ဒါပေမဲ့အဆင်ပြေတယ်ကြိုက်တယ်ကျေးဇူးပါနော်ရှင်လာလည်းမ